UK ရောက်မြန်မာစနီးမောင်နှံရဲ့ကြည်ကွဲဖွယ်ဖြစ်ရပ်လန်ဒန်မြို့ရဲ့ဟီသရိုးလေဆိပ်ကြီးထဲမှာစပင်းစုပ်ဖွားဖွားရှက်အင်းကြီးအမဲရောင်နဲ့ဂျင်းပေါင်ဘီဟောင်းလီကိုဝတ်ထားတဲ့လူငယ်တယောက်ဟာကနာမငင်ပဲဟိုကြီးတီကြီးနဲ့တစုံတယောက်ကိုစောင့်မျှော်နေပါရဲ့သူကတော့နောင်ရဲပါအင်္ဂလိပ်စကားမတောက်တခေါက်နဲ့လေဆိပ်ဝင်တန်းကိုဘန်ကောက်ကလာမဲ့လေရင်ဘယ်အချိန်ဆိုင်မလဲဆိုတာကိုအသေးအတန်မေးမြန်းနေရှာတယ်ညနေ9နာရီခွဲကျော်ပြီးထစ်တာမို့လေရင်စိုက်နေပြီးထစ်ကြောင်းနဲ့လူဝင်မှုကြီးကြပ်ရေးမှရှိနေနိုင်ကြောင်းဝန်တန်းကပြောပြပါတယ်။နောက်ရဲတယောက်စောင့်စားရင်ရင်တွေခုန်နေမိပါတယ်။ခဏနေတော့ဆေးလိပ်တုတ်ခန်းထဲဝင်ပြီးဆေးလိပ်တလိပ်လောက်ဖွာရှိုက်ရင်စိတ်လှုပ်ရှားမှုကိုထိန်းချုပ်လိုက်ရပါတယ်။ဆေးလိပ်ကုံတော့မှအစောကစောင့်နေတဲ့နေရာကိုပြန်သွားပြီးမျက်တောင်မခတ်ပဲစောင့်နေလိုက်တယ်။သူစောင့်နေတာကတော့သူ့ရဲ့အသက်ထက်ချစ်ရတဲ့ဇနီးတဲ့ချစ်ငယ်ပဲဖြစ်ပါတယ်။ကိုဒီမှာချစ်ငယ်ကိုဝါလာတယ်နော်ချစ်ငယ်လဲဝါလာတာပဲဟာကိုနော်အဲ့ဒါကိုကြောင့်လေကိုရင်သွေးကိုပိုက်ထဲထည့်ထားလို့ပေါ့။နောင်ရဲကချစ်ငယ်ရဲ့ရှစ်လာသားကိုဝင်ကြီးကိုကြည့်ပြီးကြည်နူးစွာရဲမောမိပါတယ်။လေရင်ပေါ်မှာအကြာကြီးစီးလာရလို့ညောင်းညနေတဲ့ချစ်ငယ်ကိုကြည့်ပြီးနောင်ရဲစိတ်မကောင်းဖြစ်မိပါတယ်။ပိုက်ကြီးတယ်မို့ဦးစားပေးထိုင်ခုံရခဲ့လို့ခြေလက်ဆန့်ခွင့်ရတာတော်သေးတယ်လို့ချစ်ငယ်ကပြောပြရှာတယ်။လေစိတ်ထဲကစားတောက်ဆိုင်မှာပဲအာလူဝတ်တူချောင်းညံပေါင်မုံတွေကိုအတူတူစားဖြစ်ကြတယ်။ချစ်ငယ်ကတော့ခံတွဲမတွေ့လို့တဝက်လောက်ပဲစားနိုင်ရှာတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ရထားစီးပြီးမိနစ်30လောက်ဝေးတဲ့သူတို့ရဲ့အခန်းကလေးစီကိုပြန်လာခဲ့ကြပါတယ်။ချင်းငယ်ကတော့လမ်းဘေးဝယ်ရာကမြင်ကွင်းတွေကိုငေးကြည့်ရင်အံ့အားသင့်နေရှာတယ်။နောင်ရဲ့ UK ကိုရောက်တာ2နှစ်ရှိပြီဖြစ်ပြီးဒီတစ်ခေါက်မှာတော့ချင်းငယ်ကိုအပီးခေါ်လာပြီးကလီးမွေးဖို့စီစဉ်ခဲ့တာမှာည9နာရီကျော်အိမ်ကိုရောက်တဲ့အခါချင်းငယ်ကရေချိုးပြီးလမ်းဆန့်အောင်လုပ်ပါတယ်။ရှစ်လာထားကိုဝင်ကြီးမို့ချစ်ငယ်ရဲ့ပုံစံလေးကနောင်ရဲမျက်စိထဲမှာအယမ်းကိုချစ်စရာကောင်းနေပါတယ်။နောင်ရဲလည်းရေချိုးတန့်ရှင်းပြီးနောက်မှာတော့ကုတင်ပေါ်မှာလှဲနေတဲ့ချစ်ငယ်အနာကိုတိုးကပ်သွားခဲ့ပါတယ်။9လကျော်လောက်ခွဲနေခဲ့ရတဲ့လင်မယားနှစ်ယောက်ကြာမှာအလွမ်းတွေတန်းတားမှုတွေကပြည့်နှက်နေပါတယ်။သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အကျဉ်းနာတွေပေးရင်းလွမ်းဆွမှုတွေကိုဖော်ကျူးရင်းနှွေးထွေးတဲ့ညချမ်းလေးတစ်ခုကိုအတူတူဖြစ်တန်းခဲ့ကြပါတယ်။ချစ်ငယ်ရဲ့နှွေးထွေးတဲ့အထီအတွေ့တွေကတော့နောင်ရဲအတွက်တော့အကောင်းဆုံးသောဆုလာတစ်ခုပါပဲ။အကျဉ်းနာတွေဝေများပြီးနောက်မှာတော့ချစ်ငယ်ကညီးတွားရှာတယ်။ကိုနည်းနည်းတော့မောတယ်။လင်းရင်အကြာကြီးစီးလာရတော့ခြေလက်တွေလေတအားညောင်းညာနေတယ်။ဒါဆိုကိုနှိပ်ပေးမယ်လေ။ခိခိအဲ့ဒါကြောင့်ကိုကိုချစ်နေရတာအလိုက်အယမ်းသိတယ်။နောင်ရဲလေချစ်ငယ်ကိုဇောင်ပါးလေးခြုံပေးပြီးခြေပွားကနေစတင်ပြီးနှိပ်ပေးပါရယ်။ခြေသလုံးကိုနှိပ်တဲ့အခါသွေးကြောတွေကမာတောင်တောင်လေးဖြစ်နေတာကိုတွေ့ရပါတယ်။အကျောတင်းနေတဲ့အထင်နဲ့နောင်ရဲကအားထည့်ပြီးဖိနှိပ်ပေးလိုက်တယ်။အဲ့ဒီတော့မှသွေးကြောတွေပျော်ရုပ်သွားသလိုထင်ရပါတယ်။ချစ်ငယ်လည်းနောင်ရဲရဲ့အနှိပ်အောက်မှာတာယာစွာနဲ့အိပ်ပျော်သွားခဲ့ပါတယ်။မနက်6နာရီနောက်ရဲနိုးလာတဲ့အခါချစ်ငယ်ကိုလှမ်းကြည့်လိုက်ပါတယ်။ဒါပေမဲ့ချစ်ငယ်ရဲ့ပုံစံကတမျိုးကြီး။နှဖူးကိုစမ်းကြည့်လိုက်တော့အေးဆက်ဆက်ကြီး။ချစ်ငယ်ထော့တော့ဘာသမ်းမှပြန်မကြတော့ပါဘူး။နောင်ရဲရဲ့ရင်ထဲမှာစိုးရင်စိတ်တွေတဖွာဖွာထွလာပြီးချစ်ငယ်ကိုအတင်းလှုပ်နိုးပေမဲ့တုတ်တုတ်မြမလှုပ်တော့ပါဘူး။ဆေးရုံကားကိုအမြန်ခေါ်ပြီးအရေးပေါ်ကန်ပို့ခဲ့တဲ့အခါဆရာဝန်ထွက်လာတဲ့အခါမှာတော့နောင်ရဲရဲ့ကဘာကြီးပြိုကျွားသွားခဲ့ရပါတယ်။စိတ်မကောင်းပါဘူး။ကလီးမရင်ရောကလီးပါအသက်မရှိတော့ပါဘူး။ရင်ခွဲစစ်ချက်အရာထိဆုံးရတဲ့အကြောင်းရင်းကတော့ကိုဝင်ဆောင်တဲ့တွေလေရင်အကြာကြီးစီးလာတဲ့အခါသွေးကြောထဲမှာသွေးခဲတွေဖြစ်ပေါ်တတ်ပြီးအဲ့ဒီနေရာကိုအားနဲ့ဖိနှိပ်လိုက်တဲ့အခါသွေးခဲကပြုတ်ထွက်ပြီးနှလုံးနဲ့အုံနောက်ကိုသွားပိတ်ပြီးရုတ်တရက်အသက်ဆုံးရှုံးရခြင်းပဲဖြစ်ပါတယ်။နောင်ရဲငိုကြွေးနေပါတယ်။သူမသိနားမလဲပဲလွတ်ပြီးခဲ့တဲ့အကျဉ်းနာလက်တွေကပဲသူ့ရဲ့စနီးတဲ့နဲ့သားလေးကိုတေမင်းစီပို့ဆောင်လိုက်သလိုဖြစ်ခဲ့ရပါပြီ။ချစ်ငယ်နောက်ဆုံးပြောသွားတဲ့ကိုချစ်တယ်ဆိုတဲ့စကားလေးကပဲနောင်ရဲရဲ့နာထဲမှာဝမ်းနည်းစရာကောင်းအောင်ပဲ့တင်ထန်နေပါတော့တယ်။